Hello အလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာ dream cake လေးလှုပ်စားဖြစ်လို့လာမြောက်ဝေးပြီးသွားမယ်ဖြစ်ပါတယ်လုံနီးလေးကလည်းအရန်လွယ်ကူရိုးရှင်းပါတယ်TUSC 40g နဲ့နွားနိုး40g ကိုရောသမအောင်မွေပေးရပါမယ်အယောင်လေးနည်းနည်းထည့်ပေးပါမယ်ကျမကတော့အပန်းရောင်တုံးထားပါတယ်ရှင်အားလုံးရောသမအောင်မွေပေးရပါမယ်နှံ့တည်းအထီးပေါ့နော်ဒီလိုနေထားဆိုကိမုံကြုံ50 gram ထည့်ရောသမအောင်မွေပေးရပါမယ်ကဲဒီလိုအနေထားရောသမအောင်မွေပြီးပြီဆိုရင်တော့ကျဥအနစ်လဲလုံးကိုထက်ရောပြီးသမအောင်မွေပေးရပါမယ်ရှင်ကျဥအကာလဲလုံးတကြားလဲ15 gram တံပြာရည်5 gram ကိုရောသမအောင်မွေပေးရပါမယ်ရှင်လုံးဝအမြုပ်ထွက်တည်အထိခလောက်ပေးရပါမယ်စမရှိဘူးဆိုရင်ကိုအဆင်ပြေတဲ့ဟာကိုသုံးလို့ရပါတယ်ခလောက်တဲ့ချိန်မှာအယမ်းအယမ်းမပြော့ဖက်နဲ့ကျမလှုပ်တဲ့အတိုင်းဒီလိုဖြစ်ပြီးဆိုရပါပြီရှင်ဆောနာကျူအနည်းနဲ့ရောမွေပါမယ်ရှင်အယမ်းနာကြီးတော့မွေပေးလို့မရပါဘူးကျူအမြုပ်တည်တော့မှဆိုလို့ပါပပလေးနဲ့ရောသမအောင်မွေပေးရပါမယ်နေရအနံ့ပေါ့နော်ဒီလိုအနေထားဆိုရပါပြီရှင်ပန်းကိုအနှိမ်လေးပဲတုံထားပါတယ်အရင်မနှက်ပါဘူးပန်းထည့်ပြီးပြီဆိုဒီလိုညီညာလေးလုပ်ပေးရပါမယ်ရှင်အနှစ်အနေနဲ့ကျမကမတ်မွန်တီးနှလုံးတုံးထားပါတယ်ကိုကြိုက်တဲ့အသီးတုံးလို့ရတာပေါ့နော်ဒီနေရာမှာတော့မမွန်တီကိုအခွန်ခွာပြီးပပလေးတတိလေးဖြတ်ပေးရပါမယ်ကိုကအနစ်လုံးမှာဆိုတော့လေကဲအကုန်လုံးအပိုင်းတတိလေးဖြတ်ပြီးပြီဆိုကြား60 gram နဲ့တံပြာရည်ကို5 gram သုံးထားပါတယ်အားလုံးရောသမအောင်မွေပေးပါရေထွက်လာတဲ့အထိရောသမအောင်မွေပေးရပါမယ်ပြီးရင်ပလတ်စတစ်နဲ့ခဏအုပ်ထားပေးပြီး5မိနစ်10မိနစ်ဆက်ထားပြီးကြိုရပါမယ်ကဲကြိုပြီးပြီဆိုဒီလိုအနေထားလေးဖြစ်ပြီဆိုရပါပြီရှင်ကိမုံကိုလိုအပ်တဲ့ခွိုက်ပုံစံနဲ့ကိုက်ညီအောင်ဖြတ်ပေးရပါမယ်ကျမကတော့လဲတောင်းပုံစံတုံးထားပါတယ်ကိုရဲ့ဘူးနဲ့တိုင်းချိန်ပြီးကိုက်ညီအောင်လုပ်လဲရပါတယ်ရှင်ကိုလိုအပ်တယ်လို့ဖြတ်ပြီးသွားပြီဆိုရင်တော့ cheese cream ကို160 gram နဲ့တကြား25 gram သုံးထားပါတယ်အလုံးရောသမအောင်မွေပေးရပါမယ်ရှင်ပြီးရင်ရိုး cream ကို240 gram သုံးထားပါတယ်ရှင်အလုံးရောသမအောင်မွေပေးရပါမယ်ရှင်အလုံးရောသမသွားပြီဆို3ပုံ2ပုံကိုအိတ်ထက်ပုံတွင်းဖို့လုပ်ပါမယ်3ပုံရဲ့တပုံကိုစောနာကမတ်မွန်တီယိုနဲ့ထက်ရောပြီးသမအောင်မွေပေးရပါမယ်ရှင်ကဲရောသမသွားပြီဆိုကိုသုံးမဲ့ခွက်ထဲကိုကိတ်တစ်ထက်ခရင်တစ်ထက်ပြီးရင်ယိုတစ်ထက်အဲ့လိုမျိုးလုပ်ပေးသွားရပါမယ်ရှင်အဲ့လိုပဲထက်ခါဒီနည်းအတိုင်းပြည့်တီအထိလုပ်ပေးရပါမယ်ရှင်ခရင်နဲ့ယိုကတော့ကိုလိုအပ်တဲ့လောက်ကိုလိုချင်တဲ့လောက်ထည့်လို့ရပါတယ်ဒီနည်းအတိုင်းရေလို့တော့မဟုတ်ပါဘူးပေါ့နော်အပေါ်ဆုံးတစ်ထပ်မှာညီလေးလှုပ်ထားပါတယ်ညီလေးဖြန့်ပြီးပြီဆိုရင်တော့အဖုံပြီးခေတ္တတာထဲမိနစ်30လောက်ထားပေးပါမယ်ကဲအခုဆိုရခေတ္တတာထဲလဲထုတ်ပြီးပြီဆိုရင်သုံးဆောင်လို့ရပါပြီဒီနေ့အတိုင်းလိုက်လုပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်ရှင်